မင်္ဂလာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ KIA PDF မှခေါင်လန်ဖူးမြို့နယ်အမတ်ပေါ်ရွာမကိုစူဆိုက်ဒရုန်းဖြင့်မိရှို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခေါင်လန်ဖူးမြို့နယ်အမတ်ပေါ်ရွာမနေဆက်ကို KIA PDF အဖွဲ့မှဇူလိုင်လ23ရက်နေ့ကစူဆိုက်ဒရုန်းနဲ့မိရှို့တိုက်ခိုက်ခဲ့တာလို့ဒေသခံတအုပ်ကဆိုပါတယ်ခေါင်လန်ဖူးမြို့နယ်ဆက်ကြောက်တိုင်အမတ်30အမတ်ပေါ်ရွာမမှာစူဆိုက်ဒရုန်းနဲ့ရည်ရွယ်ချက်ရှိလာပစ်တာဟုတ်တယ် KIA PDF တွေကတိုက်ပွဲဖြစ်တာကိုအကြောင်းပြပြီးရွာကိုဖျက်ဆီးဖို့ပဲလက်နက်ကင်ကြတာလို့သူကပြောပါတယ်ပူတာအိုခရိုင်အတွင်းကမြို့နယ်တွေဆိုတာရဝမ်လူမျိုးအများစုပဲနေထိုင်ကြတာအခု KIA PDF တွေလာဖျက်ဆီးခဲ့တဲ့အမတ်ပေါ်ရွာမနယ်ဆက်ကြောက်တိုင်အမတ်30ဆိုတာရဝမ်လူမျိုးတွေရဲ့တမိုင်းအမွေအနှစ်ဟုတ်တယ်ဆိုတာနယ်ဆက်ကြောက်တုံးကစာတွေကတက်တည်ဖြစ်တယ်ကျွန်တော်တို့ရဝမ်တမျိုးသားလုံးစီးလုံးဖို့လိုတယ်ရဝမ်လူမျိုးကိုအခုလိုတစ်ဖက်သက်လာလုပ်နေတာကိုကချင်မျိုးနွယ်အားလုံးဝန်းရံပေးလိုပါတယ်နိုင်ငံတော်ကနေကူညီစောင့်ရှောက်ဖို့လိုပါတယ်လို့သူကဆက်ပြောပါတယ်ခေါင်လန်ဖူးဒေသလကြရွာကရွာသူရွာသားတွေကိုရခိုင်1965ခုနှစ်မတ်လ14ရက်မှမေလ20ရက်နေ့အထိ KIA ကအပြစ်မဲ့တဲ့ပြည်သူတွေကိုအရှင်လက်လက်ကလေးတွေရောလူကြီးတွေကိုရောတပ်ဖြတ်ခဲ့တယ်အမျိုးသား54ဦးနဲ့အမျိုးသမီး29ဦးစုစုပေါင်း82ဦးတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့သူကထပ်မံပြောပါတယ်အဆိုပါတပ်ဖြတ်ခံရမှုအများစုမှာရဝမ်လူမျိုးတွေဖြစ်တယ်KIA တွေကအရင်ကတည်းကညီအကိုတွေဆိုပြီးပြောပြီးအပြစ်မဲ့တဲ့ရဝမ်ပြည်သူတွေကိုတပ်ဖြတ်ခဲ့တယ်။ဒါကြောင့်ရဝမ်လူမျိုးတယောက်အနေနဲ့အခုအချိန်မှာကျွန်တော်တို့ရဝမ်လူမျိုးတွေစီလုံးညီညွတ်စွာရှိဖို့လိုအပ်တယ်လို့အဆိုပါဒေသခံကပြောပါတယ်။ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများကိုအမြန်ဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။